ဘာတဝမ်းကထူးခြားတဲ့လူသားယဉ်ကျေးမှု၅မျိုးကဘာပေါ်မှာလူသားတွေနဲ့ယဉ်ကျေးမှုတွေဟာမျိုးစုံရှိကြပါတယ်တခါတလေမှာယဉ်ကျေးမှုတစ်ခုကြောင့်လူတွေကိုအံ့ဩစရာဖြစ်စေသလိုသူတို့ရဲ့ယုံကြည်မှုနဲ့ဘဝဖန်တီးမှုတွေကိုလည်းထင်ဟပ်စေပါတယ်ဒီနေ့မှာတော့ထူးခြားတဲ့ယဉ်ကျေးမှု၅မျိုးကိုလေ့လာကြည့်လိုက်ရအောင်ဒါကိုမစတင်ခင်ဒီလိုဗဟုသုတရတဲ့ဗီဒီယိုလေးတွေကိုအမြဲတင်ဆက်ပေးမှာမို့လို့ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လေးလုပ်ခဲ့ပေးကြပါဦးနံပါတ်1စပိန်နိုင်ငံကက်တလန်ဒေသကလူတွေဟာကိုတိုင်နဲ့တောင်တက်တယ်လို့မျိုးဟူမန်တာဝါတွေကိုစောက်လုပ်ထားကြပါတယ်လူအုပ်ကြီးတစ်ခုလုံးကတင်းညက်နေပြီးအပေါ်ဆုံးမှာကတော့ကလေးလေးတူရောင်းနေတတ်ပါတယ်ဒီပုံစံဟာတင်းဝေါနဲ့ယုံကြည်မှုကိုဖော်ပြတဲ့ရည်ကြည်မှုလေးတစ်ခုပဲဖြစ်ပါတယ်နံပါတ်2ထိုင်းမဲဟောင်ဆန်ဒေသကကရန်လူမျိုးအမျိုးသမီးတွေဟာရွှေကွင်းတွေနဲ့လေပင်ကိုရှည်အောင်ဝတ်ဆင်ကြပါတယ်ငငယ်လေးကလေးကနေအသက်ကြီးတဲ့အထိတဖြည်းဖြည်းတိုးပြီးဝတ်လာကြတာပါဒါကိုဂုဏ်ယူစရာအလားအပဖြစ်ယူဆကြပြီးသူတို့အတွက်တော့အမှုပညာနဲ့ယဉ်ကျေးမှုပဲဖြစ်ပါတယ်နံပါတ်3အိန္ဒိယနိုင်ငံမှာတော့တနင်္ဂနွေကျင်းကျင်းပါတဲ့ပွဲတွေမှာကလပ်အုပ်ရောင်းဝယ်ရည်တွေအလားပြိုင်ပွဲတွေနဲ့ပြကွက်ပေါင်းများစွာရှိပါတယ်တော်တော်များများကကလပ်အုပ်တွေကိုသေချာလေးမွေးမြူပြင်ဆင်ပြီးပွဲကလာရောက်ရင်ထုတ်ပြကြပါတယ်ကလပ်အုပ်တွေကငွေကြေးတွေမကပဲယဉ်ကျေးမှုတန်ဖိုးတစ်ခုဖြစ်လာပါတယ်နံပါတ်4ဩစတြေးလျရဲ့နိုင်ငံသားတွေကတော့သဲတွေနဲ့သူတို့ရဲ့နိုင်ငံကသမိုင်းနဲ့ပုံမြင်တွေကိုပြောပြနိုင်ကြပါတယ်သဲတွေနဲ့ရေးဆွဲထားတဲ့ပုံတွေပကြီကားတွေဟာရိုးရာပညာနဲ့ယုံကြည်မှုတွေကိုချိတ်ဆက်ထားပြီးတမျိုးသားလုံးရဲ့မှတ်ဉာဏ်အဖြစ်ရှိနေကြပါတယ်နံပါတ်5ဂျပန်နိုင်ငံကအေးမြတဲ့ဒေသတွေမှာယူကီစွမူဂီလို့ခေါ်ပြီးလက်မထက်ငယ်တဲ့ခြေသားတွေကိုစနစ်တကျခြေတဲ့အဖြစ်ဖန်တီးကြပါတယ်ဒီလက်ရာဟာတိခတ်မှုနဲ့တိကျမှုကိုယုံကြည်ထားပြီးဖန်တီးမှုနဲ့ယဉ်ကျေးမှုကြားကချစ်ချင်းကိုဖော်ပြကြပါတယ်နောက်ဆုံးအနေနဲ့ပြောပြရရင်ထူးခြားတဲ့ယဉ်ကျေးမှုတွေဟာခင်းနဲ့အလိုက်ပြောက်ကွယ်သွားမှာတော့မဟုတ်ပါဘူးအဲ့ဒီအစားသူတို့ကတော့လူသားတိုင်းဟာမတူညီတဲ့နီလန်းတွေနဲ့အလားတရားကိုဖန်တီးတတ်ကြတယ်ဆိုတာကိုပြသနေစေဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ထင်မြင်ချက်တွေကိုလည်း comment မှာရေးသွားနိုင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်